အားလုံးပဲမင်္ဂလာပါဓမ္မတုတ္တမြဝေယ channel ကနေပြန်လဲကြိုဆိုပါရစေဓမ္မတုတ္တမြဝေယ channel ဆိုလို့ရှိရင်ဓမ္မရေးရာအဖျားဖျားတုတ္တရေးရာအဖျားဖျားတွေကိုပုံမှန်မျှဝေပေးနေတာပဲဖြစ်ပါတယ်ဒီကနေ့မျှဝေသွားမှာကတော့တက္ကသိုလ်ရှင်သီရိရေးတဲ့နတ်ပြည်ရောက်လူသားတို့ရဲ့ဘဝအတွေ့အကြုံစာအုပ်ထဲပါစာသားတချို့ကိုထုတ်နှုတ်ပြီးတော့မျှဝေသွားမှာပဲဖြစ်ပါတယ်ဓမ္မမိတ်ဆွေအပေါင်းတို့ဗုဒ္ဓဘာသာဝင်လူသားတို့မှာယုံကြည်ချက်ကြီး10ခုရှိပါတယ်ဗုဒ္ဓဘာသာကိုလက်ခံယုံကြည်ကြသူတို့ဟာဖရာတရားတန်ခါတီးဟူတဲ့ယတနာ၃ပါးနဲ့ကမ္မဝါဒကံရဲ့အကျိုးကိုယုံကြည်ထားကြသူတွေဖြစ်ကြတယ်ဘလို့ယုံကြည်လဲဆိုတော့တတ္တဝါတို့ဟာအတိတ်ပြစ္ဆုတ်ပံနှစ်တန်သောကံသာကိုယ်ပိုင်ဥစ္စာရှိတယ်လို့ဗုဒ္ဓဘာသာဝင်တွေကယုံကြည်ကြတယ်ဒီနှစ်တန်သောကံရဲ့အမွေကိုခံယူကြတယ်နှစ်တန်သောကံသာအကြောင်းရင်းရှိတယ်နှစ်တန်သောကံသာဆွေမျိုးဖြစ်ကြတယ်နှစ်တန်သောကံသာအားထားကိုးကွယ်ရာရှိတယ်တတ္တဝါတို့ရဲ့ယုံညံ့တာမြင့်မြတ်တာဆင်းရဲတာချမ်းသာတာတွေကိုဒီတတ္တဝါတို့ရဲ့အတိတ်ပြစ္ဆုတ်မှာနှစ်တန်သောကံကဝေဖန်ပိုင်းခြားပေးတယ်လို့ဘုရားရှင်ကသူ့ဘာလူလင်ကိုဟောကြားထားပါတယ်။ကံဆိုတာကမိမိပြုလုပ်တာကိုပဲဆိုလိုခြင်းဖြစ်ပါတယ်။လူတိုင်းမှာအတိတ်ကပြုခဲ့တဲ့ကံရှိတယ်။ပြစ္ဆုတ်ပံမှာပြုမှုနေတဲ့ကံတွေရှိကြပါတယ်။အဲ့ဒီကံရဲ့အကျိုးကိုယုံကြည်ရှိဖို့လိုပါတယ်အဲ့လိုကံကိုယုံကြည်ခြင်းတည်ပင်လျင်ကမ္မတက္ကထာတမာဒိဋ္ဌိဖြစ်ပါတယ်ဒီကမ္မတက္ကထာတမာဒိဋ္ဌိမှာနိဗ္ဗာန်ရောက်ကြောင်းအလယ်လက်ကျင့်မြတ်မေဇိမပရိပဒါဖြစ်တဲ့မဂ်ခင်၈ပါးမှာပထမဆုံးတမာဒိဋ္ဌိမဂ်ခင်တစ်မျိုးပဲဖြစ်ပါတယ်အဲ့တော့တမာဒိဋ္ဌိအယူရှိတဲ့ဗုဒ္ဓဘာသာဝင်တွေကဘလို့ယုံကြည်လဲယုံကြည်ချက်ကြီး10ချက်ရှိပါတယ်လှူဒန်းပေးကမ်းခြင်းဟာအကျိုးအမှန်တကယ်ရှိတယ်လို့နံပါတ်1အချက်အနေနဲ့ယုံကြည်ရမယ်ယုံကြည်ကြတယ်အဲ့တော့လှူဒန်းပေးကမ်းတာဟာကိုယ်စီအတိုင်းကုံဆုံးသွားတာမဟုတ်ပါဘူးဓမ္မမိတ်ဆွေတို့လှူဒန်းပေးကမ်းခြင်းဟာကိုယ်စီအတိုင်းလှူဒန်းပေးကမ်းလိုက်တဲ့အတွက်ကုသိုလ်အကျိုးကိုကအမှန်တကယ်မိမိကပြန်လဲရရှိနိုင်မှာပဲဖြစ်ပါတယ်အဲ့တော့လှူဒန်းပေးကမ်းခြင်းဟာမိမိထံအတိုင်းဆုံးရှုံးသွားတာမဟုတ်ပါဘူးမိမိထံအတိုင်းပေးလိုက်တဲ့အတွက်ပြန်လဲရရှိမှာဖြစ်ပါတယ်ဥပမာတရက်စီတစီကိုစိုက်ပျိုးလိုက်တဲ့အခါတရက်ပင်လေးတစ်ပင်ပေါက်လာမယ်အဲ့တရက်ပင်ကတရက်သီးတွေအများကြီးသီးပါတယ်အဲ့တော့အဲ့လိုပဲလှူဒန်းပေးကမ်းခြင်းဆိုတာကလည်းကိုပြုလိုက်တဲ့ကုသိုလ်အကျိုးဟာလည်းကိုရဲ့စိတ်စေတနာသုံးတန်ပေါ်မှာမူတည်ပြီးတော့အကျိုးပေးအားလျော်စွာဖြစ်တည်ရှိတာကိုပဲယုံကြည်တာကိုတမာဒိဋ္ဌိယူရှိတယ်လို့ခေါ်ပါတယ်နံပါတ်2ကတော့ယရနာ3ပါးဆရာမိဘတို့ဟာမိဘတို့ကိုပူဇော်ခြင်းဟာအကျိုးအမှန်တကယ်ရှိတယ်လို့ယုံကြည်ပါတယ်တမာဒိဋ္ဌိအယူရှိတဲ့ဗုဒ္ဓဘာသာဝင်တယောက်ဟာယရနာ3ပါးကိုဘယ်တော့မှမပြတ်မစော်ကားဘူးဆရာမိဘကိုဘယ်တော့မှမပြတ်မစော်ကားပဲနဲ့ဆရာမိဘတွေကိုပူဇော်ခြင်းဟာအကျိုးအမှန်တကယ်ရှိတယ်ဆရာမိဘအပေါ်တိတက်တဲ့လူတယောက်ဟာလည်းသူ့အတွက်လမ်းဟာပန်းခင်းလန်းလိုပဲကုသိုလ်ရဲ့အကျိုးကိုခံစားရရှိမှာပဲဖြစ်ပါတယ်နံပါတ်3အနေနဲ့ကတော့ပင့်ဖိတ်ပြီးတော့ပေးလူတာကိုယ့်အိမ်မှာဧည့်သည်လာတဲ့အခါဧဝတ်စာဝတ်ပြုတဲ့အနေနဲ့ဧခံကျွေးမွေးတာအကျိုးကိုမမျှော်ဘဲနဲ့လက်ဆောင်ပေးလိုက်တာတထမင်္ဂလာပွဲတွေမှာဧခံကျွေးမွေးတာနောက်ကိုယ့်ထက်နှိမ်ပါတဲ့သူတွေမရှိစင်းရဲသားတွေကိုစွန့်ကြဲပေးကမ်းခြင်းဒါတွေဟာအကျိုးအမှန်တကယ်ရှိတယ်လို့တမာဒိဋ္ဌိရှိတဲ့သူကယုံကြည်ပါတယ်ဗုဒ္ဓဘာသာဝင်တော်တော်များများဟာကိုယ်ပစ္စည်းဥစ္စာကိုတွေ့တာတဲ့တဏှာကြောင့်စွန့်ကြဲပေးကမ်းမှုလက်ဆောင်ပေးကမ်းမှုပြင့်ဖိတ်ပေးလူဖို့တွေအားနေကြပါတယ်အဲ့ဒီအတွက်
အဲ့ဒီရဲ့အကျိုးကိုအမှန်တကယ်မယုံကြည်လို့သာမလုပ်ဆောင်တာဖြစ်ပါတယ်အဲ့ရဲ့အကျိုးကအမှန်တကယ်ယုံကြည်မယ်ဆိုလို့ရှိရင်ဒီအကျိုးတမဒိဋ္ဌိအမှန်တမဒိဋ္ဌိအယူရှိတဲ့သူကဗုဒ္ဓဘာသာဝင်မှန်ရင်ဒါကိုယုံကြည်ပါတယ်နံပါတ်၄အချက်ကတော့သူစရိုက်10ပါးကိုပြုကျင့်ရင်ကောင်းကျိုးခံစားရမယ်ဒုစရိုက်10ပါးကိုကျူးလွန်ရင်မကောင်းကျိုးခံစားရမယ်လို့အမှန်တကယ်ယုံကြည်တာပဲဖြစ်ပါတယ်ကိုပြုတဲ့ကိုယ့်ရဲ့ကောင်းတာပြုလို့ရင်ဒီကောင်းကျိုးကိုခံစားရမယ်မကောင်းတာပြုလို့ရင်မကောင်းကျိုးကိုခံစားရမယ်ဆိုတာကိုအမှန်တကယ်ယုံကြည်ခြင်းပဲဖြစ်ပါတယ်ဥပမာပြရင်ကိုဘိုက်စာနေရင်ကိုသမင်းစားမှပဲဝပါတယ်မိမိဘိုက်စားတာကိုသူတပားစားလို့မဝပါဘူးအဲ့လိုပဲမိမိကကောင်းတာကိုပြုမှကောင်းကျိုးကိုလုံးမှာပဲကောင်းကျိုးခံစားရမှာဖြစ်ပါတယ်နံပါတ်5အချက်ကတော့ဒီပြစ္ဆုတ်ပန်လောကဟာနောက်ဘဝကိုထောက်ရင်ဒီရှိဘဝဟာအမှန်တကယ်ရှိတယ်လို့ယုံကြည်ချက်ရှိပါတယ်တမဒိဋ္ဌိရှိတဲ့သူကနောက်တမဒိဋ္ဌိဗုဒ္ဓဘာသာဝင်တွေဟာနံပါတ်6အချက်ဖြစ်တဲ့အပယ်4ရက်6ရက်နတ်ပြည်ပြမ20ဟူတဲ့တမလွန်လောကနောက်ဘဝဟာအမှန်ရှိတယ်လို့ယုံကြည်ပါတယ်နံပါတ်9အချက်ကတော့တမဒိဋ္ဌိဗုဒ္ဓဘာသာဝင်တယောက်ဟာမိခင်ကိုကောင်းစွာပြုရင်အကျိုးရှိတယ်မကောင်းသဖြင့်ပြုရင်အပြစ်ရှိတယ်လို့အမှန်တကယ်ယုံကြည်ပါတယ်နံပါတ်10အချက်အနေနဲ့ကလည်းဖခင်ကိုကောင်းစွာပြုရင်အကျိုးရှိတယ်မကောင်းသဖြင့်ပြုရင်အပြစ်ရှိတယ်လို့အမှန်တကယ်ယုံကြည်ပါတယ်မိဘတွေကိုလှုပ်ကြွေးပြုစုခြင်းဟာသူတို့ကောင်းနေချီးမွမ်းတယ်လို့ဘုရားဟောတရားမှာလဲအမှန်တကယ်ပြုသင့်ပြုထိုက်တဲ့အရာပဲဖြစ်တယ်ဆိုတာကိုမြတ်စွာဘုရားရှင်ကလမ်းညွှန်ပြသထားပါတယ်။နံပါတ်9အချက်ကတော့ငရဲပြိတ္တာနတ်ပြမစတဲ့တတ္တဝါတို့အမှန်ရှိတယ်လို့ယုံကြည်တာပဲဖြစ်ပါတယ်။တမဒိဋ္ဌိဗုဒ္ဓဘာသာဝင်တယောက်ဟာနောက်တစ်ချက်ဖြစ်တဲ့နိဗ္ဗာန်ရောက်ကြောင်းသီလစတဲ့အကျင့်ကောင်းတွေကိုကျင့်ကြံပြီးတော့ရှေးဘဝနောက်ဘဝအကြောင်းကိုမျက်မှောက်ထင်ကိုယ်တိုင်သိမြင်ကြပြီးဟောပြောပြသနိုင်ကုန်တဲ့ယဟန်ပုံနာတို့လောကမှာရှိတယ်လို့အမှန်ယုံကြည်ခြင်းပဲဖြစ်ပါတယ်။ဗုဒ္ဓဘာသာဝင်တွေဟာဒီ10ချက်နဲ့ပြည့်စုံတယ်ဆိုလို့ရှိရင်အယူမှန်ပြီးတော့တမာဒိဋ္ဌိပုဂ္ဂိုလ်ဖြစ်ကြပါမယ်။ဒီချက်တွေကိုမယုံကြည်ဘဲနဲ့နောက်ဘဝမရှိဘူးငရဲမရှိဘူးနတ်ပြမာမရှိ31ပုံဝါဒဘုရားဟောမဟုတ်လို့ယူဆမယ်ဆိုလို့ရှိရင်အယူမှားတဲ့သူအယူပြတ်တဲ့သူမိစ္ဆာဒိဋ္ဌိပုဂ္ဂိုလ်များဖြစ်ကြပါမယ်မိစ္ဆာဒိဋ္ဌိပုဂ္ဂိုလ်တွေဟာဆိုလို့ရှိရင်နတ်ပြည်ပြမပြည်တွေကိုရောက်ဖို့နေတာအပယ်လေးပါးတို့သာလာရောက်ကြမှာဖြစ်ပါတယ်အဲ့ဒီအတွက်တရဏဂုံတီယုံသောဗုဒ္ဓဘာသာမဟုတ်ဘဲနဲ့ဒီ10ချက်ကိုယုံကြည်ပြီးတော့စူးစမ်းအားထုတ်တဲ့ဗုဒ္ဓဘာသာဖြစ်ပြီးတော့နတ်ရွာပြမရွာကိုသူဂတိကိုလာရောက်ကြကုန်ရင်တတိပြုဆောင်ရွက်တင်ကြပါတယ်နတ်ရွာလို့ဆိုရမှာမဟာတုတ္တသောမဆတ်မှာနတ်စည်းစိမ်နဲ့လူစည်းစိမ်ကိုဘယ်လိုနိုင်ရှင်ပြထားလဲဆိုတော့နတ်စည်းစိမ်ဟာလူစည်းစိမ်ထက်အရာရာမှာတာလွန်လာတယ်။တမန်းမြက်ပေါ်ကစီးနှင်းပေါက်ကလေးနဲ့သမုတ်တရားရေပမာဏခွာခြားတယ်လို့လူစည်းစိမ်နဲ့နတ်စည်းစိမ်ကခွာခြားလာတယ်လို့ဆိုထားပါတယ်။လူသားတို့ကမိမိတို့စားဝတ်နေရေးအတွက်နေရှိသူ၍အချိန်ပြည့်လှုပ်ရှားရုန်းကန်ရှာဖွေနေကြတဲ့အတွက်အထိုက်လျောက်ရရှိလာတဲ့စီးစိမ်ဥစ္စာတွေကိုပဲကြာနာမခံစားနိုင်ကြပါဘူး။နတ်ပြည်မှာတော့နတ်တို့ကလူသားတို့လိုအစာအာဟာရတွေကိုရှာဖွေနေကြမလို့ဘူး။ရှေးလူဘဝကပြုခဲ့တဲ့ဒါနသီလကုသိုလ်ကံတွေကြောင့်အချိန်တန်တဲ့အခါမှာစန့်ကျင်မွန်မြတ်အရသာရှိတဲ့နတ်ဩဇာဟာအစင်းနဲ့ရောက်လာပြီးစားတော့ကြရတယ်။လှပစန့်ကျင်တင့်တယ်တဲ့အဝတ်တန်စာအယောင်ဝါတွေထွန်းနှင်းတောက်ပါပြီးတော့ပျော်မွေ့စရာကောင်းတဲ့နေထိုင်စရာပုံပိတ်ပံများကလည်းကုသိုလ်အလျောက်အစင်သင့်ပေါ်ပေါက်နေပြီဖြစ်ပါတယ်။